Hello ဒီနေ့မှာတော့ထိုင်းမှာအရင် trend ဖြစ်နေတဲ့အင်ဒိုနီးရှားအုံနု site ကိုကြော်လေးလောက်စားပြပါမယ်။အရင်ဆုံး site ကိုအနီလေးပြင်ထားရမှာပဲနော်။ကြက်ဖြစ်ဝိုက်ဖြစ်သုံးလို့ရပါတယ်ရှင်။သစင်ကတော့ကြက်လေးသုံးထားပါတယ်နော်။ကြက်ဥပါမယ်ပြီးတာနဲ့အုံနုပါမယ်နောက်ဆုံးမှကျတော့အကြော်မုတ်လေးပေါ့နော်။အဲ့ဒါဆိုရင်တော့လိုက်ရအောင်နော်။ဒီနေ့သစင်သုံးထားတဲ့အကြော်မုတ်တစ်စက်ရတော့ဝက်ပွနှကောင်တစ်စက်ပေါ့နော်။ဈေးလည်းအရင်မများပါဘူးရှင်။သူ့ကို15စွန်းထည့်လိုက်ပါမယ်ရှင်။ပြီးတော့တာနဲ့ကြက်သားမုတ်ထမင်းစားစွန်း2စွန်းစာထည့်မယ်နော်။ကြက်ဥတစ်လုံးထည့်ပါမယ်။ပြီးတော့တာနဲ့အုံနုကိုကျတော့250မီလီဘူးရဲ့3ပုံ2ပုံအချိုးစားနဲ့ထည့်လိုက်ပါမယ်နော်။ဆုံးရည်ကိုတော့ထမင်းစားစွန်း30စွန်းစာထည့်လိုက်ပါမယ်နော်။ပြီးတော့တာနဲ့အားလုံးကိုနက်နက်ဆက်ဆက်ဖြစ်သွားအောင်လို့ရောနဲ့ပေးလိုက်ပါမယ်နော်ဒီနေ့မှာတော့သင်ကကြက်ဆိုင်ကော်လုံးလေးကို1000 gram သုံးထားတာမို့လို့ပေါ့နော်ဒီအချိုးစားလေးပါရှင်တကယ်လို့ကိုကဒီထက်ပိုသုံးချင်တယ်ဆိုရင်တော့အချိုးစားလေးကိုဒီထက်နည်းနည်းပေါ့နော်ပိုပြင်လိုက်လို့ရပါတယ်ရှင်အရေးကတော့ပြစ်နေလို့မရအောင်နော်နည်းနည်းခက်ကြဲကြဲလောက်ဆိုရင်တော့ရပါပြီရှင်အဲ့ဒါဆိုရင်တော့စကြော်ဖို့လုပ်လိုက်ရအောင်နော်ကြော်ခင်မှာဆိုင်ကော်လုံးလေးတွေကိုဒီအုံတို့အကြော်မုတ်တွေရောနဲ့ထားတဲ့ခွက်ထဲကိုအရင်ဆုံးနှက်သွားအောင်ပေါ့နော်နှက်ထားလိုက်တဲ့သဘောပါရှင်သစင်ကတော့ခွက်ကတော့နည်းနည်းသေးသွားလို့ပေါ့နော်စံတလောက်ပဲနှက်ထားလိုက်တော့မယ်ရှင်ပြီးသွားမှပဲစီပူပူနဲ့ကြော်မယ်နော်ဒီနေရာမှာအကြော်အိုးကိုအဝကျဲတဲ့ဟာလေးတွေသုံးပေးပို့ပြီးတော့အဆင်ပြေပါတယ်နော်ပြီးသွားတာနဲ့အကြော်ကန်စီလောင်းထည့်လိုက်ပါမယ်ရှင်စီမများထည့်မယ်နော်ပြီးသွားတာနဲ့မီပြင်းထားလိုက်ပါမယ်ရှင်စီအရန်ပူလာပြီးဆိုမှပဲဒီ site ကောအလုံးလေးတွေကိုထည့်မှာပေါ့နော်စီနည်းနည်းနဲ့ဒီမီအေးနဲ့ကြော်လို့မရပါဘူးနော်မဟုတ်ရင်ဒီအကြော်မုတ်တွေနဲ့ဒီ site ကောအလုံးလေးတွေနဲ့ကတ်မှာမဟုတ်ဘူးပေါ့နော်ခုလိုမျိုးလောင်းထည့်ပြီးသွားပြီဆိုတာနဲ့သူ့ရဲ့ဒီမကတ်ဘူးဖြစ်နေတာကိုစိတ်မပူတော့ပေါ့နော်အตาလေးမွေသွားပြီနဲ့တအောက်နေကြရင်ဒီ site ကောလုံးလေးတွေကအပေါ်ပြန်တက်လာတော့ပေါ့နော်အပေါ်ရောက်လာပြီးဆိုမှပဲစောစောကကိုနေထားတဲ့ဒီအကြော်ရည်အုံတို့ရည်လေးတွေအပေါ်မှာပေါ့နော်2စွန်း3စွန်းလောက်လောင်းထည့်လိုက်ပြီးတာနဲ့ထပ်မွေပေါ့နော်သူအယောင်လာတဲ့အထိကိုမွေပေးရပါမယ်ပေါ့နော်နေထားတဲ့အနစ်ရည်တွေနဲ့စိုက်ကော်သားနဲ့မကတ်တာကိုလည်းစိတ်မပူတော့ပေါ့နော်သူကလေမွေနော်ပေါ့နော်မီးပြင်းတဲ့အတွက်ပေါ့နော်တဖြည်းဖြည်းလဲအယောင်လာပြီးတော့ကတ်လာပါမယ်ရှင်ခုချိန်မှဆိုရင်လေဒီအုံတို့အနက်လေးကလေတအားမွေးတယ်နော်ပြောမဆိုရိုးစိုက်ကော်ကြော်တဲ့အနက်နဲ့လုံးဝမတူပေါ့နော်ဒီကိုနေထားတဲ့ဒီအနက်ကပေါ့နော်အုံတို့အနက်ကိုမွေးတယ်လို့ပြောပါမယ်ရှင်ခုလိုမျိုးတအားလောက်ပေါ့နော်အယောင်လာသွားတဲ့အထိထပ်မွေပေးပြီးဆိုကမှပေါ့နော်နောက်ထပ်အုံတို့2စွန်း3စွန်းလောက်ထပ်လိုက်ပေးလိုက်ပေါ့နော်ပြီးတာနဲ့ထပ်မွေပဲစောစောကလူမျိုးပေါ့နော်ပြောမဆိုရင်ဒီနေရာမှာ तू ကနှစ်ခေါက်ဒီအုံနိုးရည်လေးတွေပေါ့နော်ထည့်ပေးရပါမယ်ရှင်ဒီအင်ဒိုနီးရှား site ကောအလုံးကြော်လေးပေါ့နော်ဒီအုံနိုးနဲ့ရောကြော်တဲ့ဟာတွေကဆိုရင်နည်းနည်းအချိန်ပေးကြော်ရတာပေါ့နော် तू ကဒီပုံမှန်ကြော်တယ်လို့မျိုးချက်ချင်းထုတ်လို့မရဘူးပေါ့နော်သူ့ရဲ့ဒီကအနစ်တွေကပေါ့နော်ဒီအသားတွေနဲ့ကတ်သွားတဲ့အထိကိုစောက်ပြီးတော့ပေါ့နော်အချိန်ပေးကြော်ရပါတယ်ရှင်ခုဆိုရင်တော့တဖြည်းဖြည်းလေးနဲ့ပေါ့နော်အနစ်နဲ့အသားနဲ့ပေါ့နော်တစ်ထပ်တည်းကြပြီးတော့ပေါ့နော်အယောင်လေးလာပြီးတော့ကြက်ခန်းနေပြီပေါ့နော်ခုဆိုရင်တော့ဒီမှာကြည့်လိုက်ပါနော်အယောင်လုံးဝလာပြီးဒါဆိုရင်တော့ကြက်ပြီပေါ့နော်အဲ့ဒါဆိုတော့မီပိတ်ပြီးတာပကံနဲ့လောင်းထည့်ရုံပဲစားချင်းစရာအရင်ကောင်းနေပေမဲ့သူ့နဲ့တွဲစားဖို့အတွက် sauce လေးလုပ်ပါမယ်နော်ပါရာတွေကတော့ mayonnaise ရဲ့တမယာသီးရဲ့ငရုတ်သီး sauce ရဲ့ပြားရည်ရဲ့ပေါ့နော်ဒီနေရာမှာငရုတ်သီး sauce မသုံးချင်ဘူးဆိုရင်လည်းခရမ်းချင်သီး sauce သုံးလို့ရပါတယ်ရှင် mayonnaise 3စွန်းထည့်လိုက်ပါမယ်ထမင်းစားစွန်းနဲ့နော်ပြီးသွားတာနဲ့ငရုတ်သီး sauce ကို2စွန်းထည့်ပါမယ်ရှင်ပြီးတာနဲ့ပြားရည်ကို1စွန်းထည့်လိုက်ပါမယ်ပေါ့နော်တမယာသီးကတော့အလုံးသေးတစ်လုံးသုံးထားပါတယ်ရှင်ဒီ sauce လေးရဲ့အရသာကချွတ်ချင်းလေးရှိပြီးတော့ခုလိုအကြော်မျိုးတွေနဲ့တွဲစားမယ်ဆိုအရန်လိုက်ဖက်တဲ့အပြင်ကိုအီလည်းအရန်ပြေပါတယ်ရှင်နောက်ဆုံးမှာတော့အင်ဒိုနီးရှားအုံနိုဆိုင်ကော်ကြော်လေးရပါပြီပေါ့နော်ကျွတ်ရွလေးနဲ့အနံ့လေးမမွေးနဲ့သူ့ရဲ့ sauce လေးကချွတ်ချင်းနဲ့အရန်ကိုလိုက်ဖက်ပြီးတော့အရန်ကိုစားကောင်းပါတယ်ရှင်ပုံမှန်ဆိုင်ကော်ကြော်အရသာလေးမဟုတ်ဘူးပေါ့နော်နောက်ဆုံးမှာတော့ထိုင်းနိုင်ငံရဲ့6လပိုင်း trend လေးကိုသစဉ် join နိုင်ခဲ့ပြီပေါ့နော်စားကြပါဦးရှင်ကျွရွာချက်ကတော့အပြင်မှာစားတာအသိပ်ပြီးတော့အတန်မကြာရမှာဆိုလို့အခန်းထဲထိသွားပြီးတော့စားပြခဲ့တယ်နော်။ Okay ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်အားလုံးအထူးပဲကျေးဇူးတင်ပါတယ်ရှင်အားလုံးပဲတတာ